ဘာကြောင့်ဒီရဖို့ရပါဘောနောက်ရမယ်ဒီကြည့်အောင်50အခုကိုပြန်50ဟုတ်ပါဘူးကိုစိတ်ပါ အခုက25ပြား25ပြားပါ Okay ဟာတော့ဘယ်25ပြားရအောင်ဟာမိုက်တယ်နော်ကြိုက်ပြီကွာတစ်ချက်ရပြီဒီရတုံးကောင်ရတယ်ခုပြလိုက်တာနှမျိုးပါတယ်ဟိုနေ့က play နေအများကြီးပဲဟုတ်ရှိအကုန်လည်းရတာဟုတ်အေး85ပြားဟာနဲတော့မဟုတ်ပါဘူးဟာဒီတစ်ခါတော့ရတယ်ဟုတ်မယ်ဟာဒီနေ့ရတယ်နော်ဘယ်နည်းကဘယ်လောက်ရလဲငါမူလားမသိဘူးလေဟိုနေပြီစီးပွားဖြစ်နေပြီဘယ်လိုကောဂျာမနီမှာစီးပွားဖြစ်နေပြီဟာဘလုံးကောက်ဆိုင်တော့လှုပ်ရှားရရတယ်ဒါဘယ်လောက်လဲပလင်းကဘယ်လောက်လဲဟာပလင်းကနေတယ်ရပြီပလင်းကတော့ပြ8ပြားမရပလတ်စတစ်ကပိုရမာဖီတာဟိုတဲ3ချက်ခွဲရပါတယ်3ချက်ခွဲဆိုစာလုံး6ချက်ငါတို့တော့ဒီလိုကြားရတာမနေ့ကမရှိပါဘူးရှိတယ်ပေါင်းမယ်15ပြားပေါင်းလားတဒါဒီကနေ့ဘူးလောက်ရမယ်ရှင်ဘယ်ဘီယာနဲ့ဘူးရ3ဘူး4ဘူးလောက်ရတယ်3ဘူးလောက်ရတယ်နာဒီကတော့ဝတ်တော့မယ် Okay